Chapter 1 Unit and Measurement Unit တွေနဲ့တိုင်းတာမှုတွေအကြောင်းဒီသင်ခန်းစာမှာသင်ကြားမှာဖြစ်ပါတယ်။ Our physics ယူဝဗေဒဘာသာရပ်ကဆိုလို့ရှိရင် like any other branch of science အခြားသောသိပ္ပံဘာသာရပ်ခွဲများကဲ့သို့ပါပဲ is based on အခြေခံထားပါတယ် systematic စနစ်ကျတဲ့ observation စောင့်ကြည့်လေ့လာမှုတွေနဲ့ပြီးတဲ့အခါမှာ precise တိကျသော measurement တိုင်းတာမှုတွေပေါ်မှာအခြေခံထားပါတယ်။ Experiment စမ်းသပ်ချက်ဟာဆိုလို့ရှိရင် are an essential feature of science သိပ္ပံပညာရဲ့မရှိမဖြစ်အရေးပါတဲ့အင်္ဂါရပ်တစ်ခုပဲဖြစ်ပါတယ်။ Most experiment in physics ယူဝဗေဒဘာသာရပ်မှာရှိတဲ့စမ်းသပ်ချက်အများစုဟာဆိုလို့ရှိရင် requires လိုအပ်ပါတယ် the observation made to be qualitative rather than quantitative အရေးအသွေးပိုင်းဆိုင်ရာချက်ပမာဏပိုင်းဆိုင်ရာဖြစ်ဖို့အတွက်ပုံမပြီးတော့လိုအပ်ပါPhysics and derived unit physics ဆိုတာကအခြေခံ derived ဆိုတာကစင်ပွား unit များအကြောင်းဆက်လက်ပြီးတော့လေ့လာမှာဖြစ်ပါတယ် measurement especially is a comparison process တိုင်းတာခြင်းဆိုတာကတော့အခြေခံအားဖြင့်နှိုင်းယှဉ်ခြင်းလုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ် quantitative measurement ပမာဏပိုင်းဆိုင်ရာတိုင်းတာမှုတွေဟာ must be expressed ဖော်ကိုဖော်ပြရမယ် in numerals ဆိုတော့ကိန်းဂဏန်းနဲ့ဖော်ပြရမယ် comparison နှိုင်းယှဉ်ပြီးတော့ဖော်ပြရမယ် to certain agreed upon set of standard သဘောတူသတ်မှတ်ထားတဲ့စံနှုန်းတန်ဖိုးများနဲ့နှိုင်းယှဉ်ပြီးတော့ကိန်းဂဏန်းတွေကိုဖော်ပြရမှာဖြစ်ပါတယ် a standard quantity of some kind တစုံတရာသောစံပမာဏတစ်ခုကို refers to at a unit အဖြစ်တဲ့ is first assemblies ဥစွာသတ်မှတ်ရပါမယ်တဲ့ standard is something of a reference used as measure for length mass and time standard ဆိုတာစံဆိုတာကတော့ is something နဲ့တခုခု or a reference used as a measure for length mass and time ဆိုတာကစံဆိုတာကတော့အလျားတွေ length ဆိုတဲ့အလျားတွေ mass ဆိုတဲ့ဓာတ်ထုတွေ and time ဆိုတဲ့အချိန်တွေကိုတဲ့ use as a measure ဆိုတော့တိုင်းတာဖို့ရအတွက်အကိုးအခါဖြစ်အသုံးပြုသောအရာတစ်ခုသာဖြစ်ပါတယ်Unit is a quantity or an amount used as a standard of measurement. Unit ဆိုတာကတော့ a standard of measurement ဆိုတာတိုင်းတာမှုတွေဆိုင်ရာမှာ standard ဆိုတာစံနှုန်းတစ်ခုဖြစ် use ဆိုအသုံးပြုသော a quantity or an amount ဆိုတာပမာဏသို့မဟုတ်တန်ဖိုးတစ်ခုပဲဖြစ်ပါတယ်တဲ့ There are many things in the world that can be measured accurately. There are many things ဆိုတာအရာဝတ္ထုတွေအများကြီးရှိတယ် in the world ကမ္ဘာပေါ်မှာအရာဝတ္ထုတွေအများကြီးရှိတယ် that can be measured accurately ဆိုတော့တိတိကျကျတိုင်းတာလို့ရတဲ့အရာဝတ္ထုတွေကကမ္ဘာပေါ်မှာအများကြီးရှိပါတယ်တဲ့ These things တဲ့အဲ့ဒီအရာဝတ္ထုတွေကို are known as သိရမယ် physical quantity ရုပ်ပိုင်းဆိုင်ရာပမာဏများလို့ခေါ်ပါတယ်တဲ့ A physical quantity ရုပ်ပိုင်းဆိုင်ရာပမာဏတွေကဆိုလို့ရှိရင် is the quantity ပမာဏတွေသာဖြစ်တယ် that can be measured တိုင်းတာလို့ရတဲ့ပမာဏတွေဖြစ်တယ်and ပြီးတဲ့အခါမှာ consist of ဆိုတာပါဝင်နေ and numerical magnitude ဆိုကိန်းဂဏန်းပမာဏတွေနဲ့ and unit တွေပါဝင်ပါတယ်တဲ့ It can be expressed as ၎င်းကိုအောက်ပါအတိုင်းဖော်ပြနိုင်ပါတယ် Q equal to nu ဝယ်ဒီနေရာမှာဆိုလို့ရှိရင် Q is the physical quantity Q ကဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာပမာဏ and is the dimensionless number and ကဆိုလို့ရှိရင် unit မပါတဲ့ကိန်းဂဏန်းတစ်ခု and ပြီးတဲ့အခါမှာ U is the unit U ကတော့ unit တစ်ခုသာဖြစ်ပါတယ် For example ဥပမာအားဖြင့်ဆိုလို့ရှိရင် the length of an object အရာတစ်ခုရဲ့အလျားဆိုလို့ရှိရင် is ဖြစ်ပါတယ် L equal to 10 meter အလျားပေါ့နော်10 meter ရှိတယ် well ဒီနေရာမှာဆိုလို့ရှိရင်တဲ့ L is the physical quantity ပေါ့ L ကတဲ့ရုပ်ပိုင်းဆိုင်ရာပမာဏ 10 is the numerical number 10ဆိုလို့ရှိရင်တော့ဒီပေါ့ကိန်းဂဏန်းပေါ့ပြီးတဲ့အခါမှာ m ပြီးတဲ့အခါမှာတဲ့ m is the unit m ကတော့ unit တစ်ခုဖြစ်ပါPhysical quantity ရုပ်ပိုင်းဆိုင်ရာပမာဏတွေကို can be classified အမျိုးအစားခွဲခြားနိုင်ပါတယ် at the basis type အဲ့တော့အခြေခံအမျိုးအစားတွေနဲ့length အလျားတွေပါမယ် mass ဓာတ်ထုတွေပါမယ် time အချိန်တွေပါမယ် temperature အပူချိန်တွေပါမယ် electric current လျှပ်စီးကြောင်းတွေပါမယ် amount of substance အရာဝတ္ထုတွေရဲ့ပမာဏတွေပါမယ် luminous industry အလင်းပြင်းတွေပါဝင်ပါမယ်တဲ့ and ပြီးတဲ့အခါမှာ the derived type ဆိုတော့စင်ပွားအမျိုးအစားမှာဆိုလို့ရှိရင် area တွေပါမယ် volume တွေပါမယ်တူတယ်တွေပါမယ် velocity အလင်းတွေပါမယ် watt အလုပ်တွေပါမယ် energy စွမ်းရည်တွေပါမယ် etc အစရှိတဲ့ပြ derived type မှာပါဝင်မှာဖြစ်ပါတယ်အဲ့တော့ their units are also called the basis unit and derived unit အဲ့ unit တွေကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အခြေခံ unit နဲ့စင်ပွား unit ဆိုပြီးတော့ခေါ်ပါမယ် derived unit စင်ပွား unit ကဆိုလို့ရှိရင် it's a unit of measurement တိုင်းတာမှုရဲ့ unit တစ်ခုသာဖြစ်ပါတယ် found ဖြစ်ပေါ်လာပါတယ် by combining ပေါင်းစပ်ခြင်းအပြင်ဖြစ်ပေါ်လာတဲ့ the basis of base units of the system system တစ်ခုရဲ့အခြေခံ unit တွေကိုပေါင်းစပ်ခြင်းအပြင် derived unit တွေဖြစ်ပေါ်လာပါတယ်
for example ဥပမာကိုကြည့်ရင် speed ကိုလိုချင်ရင် speed ဆိုတဲ့အလင်းကိုလိုချင်ရင် distance ကိုတီးပြီးတော့တိုင်းနဲ့စားပေးရမယ် distance ဆိုတာအကွာအဝေးတိုင်းဆိုတာကအချိန် speed ကိုလိုချင် distance ကိုတီးပြီးတော့တိုင်းနဲ့စားပေးရပါတယ် speed ဆိုတာကအလင်းမှာ distance ကအကွာအဝေးမှာတိုင်းဆိုတာအချိန်ဖြစ်ပါ The basis unit of distance is m and that of time is s တော့အကွာအဝေးရဲ့အခြေခံ unit က m ဖြစ်ပြီးတော့အချိန်ရဲ့အခြေခံ unit က s ဖြစ်ပါတယ် Therefore ဒါကြောင့်မို့လို့ the units of speed အလင်းရဲ့ unit ကဆိုလို့ရှိရင် is the meter per second meter per second ဖြစ်သွားပါတယ် and that is a Debye unit ဒါတော့ Symbol unit ဖြစ်ပါတယ်